ညာအကောင်းဆုံးပြင်းရည်သူဒိုမဟုတ်နာရာရှီကာမာရုနောက်တို့စီးပြီးထဲမှာတိုက်ပွဲတစ်ပွဲကိုအနိုင်ရဖို့ဘာကအရေးကြီးဆုံးလို့ထင်လဲချာကရာများတာလားနင်ဂျစ်စုအားကောင်းတာလားဒါမှမဟုတ်ခက်ခဲကန်ကန်ရှိတာလားနာရာရှီကာမာရုကတော့ဒီအရာတွေမရှိပဲအာကာဇူကီအဖွဲ့ဝင်တယောက်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်သူဟာနာအူတို့လိုချာကရာအများကြီးမရှိဘူးဆာစကဲလိုရှာရင်းကန်လည်းမရှိဘူးရော်လီလိုတိုင်ဂျစ်စုလည်းမကျွမ်းဘူးဒါပေမဲ့ရန်သူမလှုပ်ရှားခင်ကတည်းကအနိုင်ရမယ့်နီလန်ကိုတွက်ချက်ပေးတာဖြစ်ပါတယ်။ဒါကြောင့်လဲပြင်းကြီးတဲ့ရှီနိုဘီတယောက်ကကိုနိုဟာရဲ့အတော်ဆုံးဗျူဟာရှင်တွေထဲကတယောက်ဖြစ်လာခဲ့တာပါ။ဒီနေ့မှာတော့နာရာရှီကာမာရုကိုဘာကြောင့်ညာအကောင်းဆုံးပြင်းရင်သူလို့ခေါ်ခံရတာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ channel ထဲမှာနောက်ထပ်နာရိုစီးဗီးတွေကစိတ်ဝင်စားကြအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေရကြောင်းဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်။ဒါအပြင်ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့အောင်ဗျ။ဒါဆိုရင်တော့ပြန်ဆက်လိုက်ရအောင်နံပါတ်1ငယ်စဉ်ဘဝတဲကထူးခြားခဲ့သူရှီကာမာရုဟာကိုနိုဟာရွာရဲ့နာရာကလန်မှာမွေးဖွားခဲ့တဲ့ရှီနိုဘီတယောက်ဖြစ်ပါတယ်ငယ်ငယ်ကလေးကညံရည်ထက်မြက်ပေမဲ့အလုံးရှုပ်တာကိုအယမ်းမုန်းပါတယ်အချိန်ရရင်တိမ်တွေကိုထိုင်ကြည့်တာနဲ့ရှိုဂီကစားတာကိုပဲသဘောကျတတ်တဲ့လူတယောက်ပါဒါပေမဲ့သူ့ရဲ့ဆရာအာသူမဆာရုတိုဘီကတော့ရှီကာမာရုဟာ IQ 200ကျော်ရှိတဲ့ genius တယောက်လို့သတ်မှတ်ခဲ့ပါတယ်နံပါတ်2ချူနေ exam မှာလူတိုင်းလက်ခံခဲ့တဲ့ genius ချူနေ exam မှာသဲမာရီနဲ့တွေးဆောင်ချိန်ကရှီကာမာရုရဲ့အရေးချင်းကိုအကောင်းဆုံးပြသခဲ့တဲ့အချိန်မှာအင်အားနဲ့မရှင်ပဲရှယ်ရု position ဂျစုနဲ့ပတ်ဝန်းကျင်ကိုအသုံးချပြီးသဲမာရီကိုထောင်ချောက်ဆင်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာချာကူရာမလုံလောက်တော့တာကြောင့်အရှုံးကိုလက်ခံခဲ့ပေမဲ့သူ့ရဲ့ခေါင်းဆောင်အရေးချင်းကြောင့်ချူနေဖြစ်ခဲ့တဲ့တဦးတည်းသောရှီနိုဘီဖြစ်လာခဲ့ပါတယ်နံပါတ်3ဟီဒန်ကိုအနိုင်ယူခဲ့တဲ့ဗျူဟာရှီကာမာရုရဲ့ဘဝကိုအပြောင်းလဲဆုံးဖြစ်ရကတော့သူ့ရဲ့ဆရာအာဇူမသေဆုံးသွားခဲ့တာပါဝမ်းနဲ့မှုကြားမှာတော့စိတ်မပြတ်ပဲဟီဒန်ရဲ့အားနည်းချက်ကိုအသေးစိတ်လေ့လာပြီးဗျူဟာတစ်ခုရေးဆွဲခဲ့ပါတယ်နောက်ဆုံးမှာတော့ဟီဒန်ကိုသူ့ရဲ့ရှယ်လူဂျစုနဲ့ထိန်းချုပ်ပြီးကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်ထဲကိုဆွဲခေါ်ကအပီးတိုင်မြေအောက်မှာမြုပ်နှံနိုင်ခဲ့ပါတယ်ဒီတိုက်ပွဲကရှီကာမာရုဟာအားနဲ့မဟုတ်ပဲညံနဲ့အနိုင်ယူခဲ့တဲ့ရှီနိုဘီဆိုတာကိုသက်သေပြခဲ့ပါတယ်နံပါတ်4စရုဒ္ဓနင်ဂျာစစ်ပွဲအတွင်းရှီကာမာရုရဲ့စိတ်ဓာတ်စရုဒ္ဓနင်ဂျာစစ်ပွဲအတွင်းမှာရှီကာမာရုဟာမဟာမိတ်ရှီနိုဘီတပ်ဖွဲ့ထဲမှာပါဝင်တိုက်ခိုက်ခဲ့ပါတယ်တပ်ဖွဲ့တစ်ခုလုံးရဲ့ဗျူဟာတွေကိုတော့ဌာနချုပ်မှာရှိတယ်သူ့ရဲ့အဖေရှီကာကုနဲ့အီနိုရဲ့အဖေအီနိုအီချီတို့ကဦးဆောင်ပြီးစီမံပေးနေခဲ့တာပါဒါပေမဲ့တိုက်ပွဲလယ်မှာပဲရန်သူရဲ့တိုက်ခိုက်မှုကြောင့်ဌာနချုပ်ဖျက်ဆီးခံလိုက်ရပြီးရှီကာကုနဲ့အီနိုအီချီတို့နှစ်ယောက်စလုံးကြာဆုံးသွားခဲ့ပါတယ်ဖခင်ကိုဆုံးရှုံးခဲ့ရပေမဲ့ရှီကာမာရုဟာစိတ်သက်မကျပဲတိုက်ပွဲကိုအဆုံးထိဆက်လက်ဆင်နွှဲခဲ့ပါတယ်နံပါတ်5ရှီကာမာရုရဲ့အနာဂတ်နာအူရိုဟိုကာကဲဖြစ်လာတဲ့နောက်မှာတော့ရှီကာမာရုဟာနာအူရိုရဲ့အယုံကြည်အားဆုံးအတိုင်ပင်ခံဖြစ်လာခဲ့ပါတယ်။တစ်ချိန်ကအလုံးရှုပ်တာကိုမုန်းခဲ့တဲ့ကောင်လေးကနောက်ဆုံးမှာတော့ကိုနိုဟာရွာရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေရွာရဲ့အုပ်ချုပ်ရေးနဲ့မစ်ရှင်စီမံခန့်ခွဲမှုတွေမှာနာအူရိုကိုအနီးကပ်ကူညီပေးခဲ့ပြီးကိုနိုဟာရဲ့အရေးပါတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရှီကာမာရုကတက်သိပ်ပြခဲ့တာတစ်ခုရှိပါတယ်။တိုက်ပွဲတိုင်းကိုအနိုင်ရဖို့အင်အားအကြီးဆုံးဖြစ်ဖို့မလိုပါဘူး။အနိုင်ရမယ့်နီလန်ကိုအရင်ဆုံးတွက်ချက်နိုင်ဖို့ပဲလိုပါတယ်။ဒါကြောင့်ညံအကောင်းဆုံးပြင်းရည်သူဆိုတဲ့ဂုံပုတ်ဟာနာရာရှီကာမာရုနဲ့အသင့်တော်ဆုံးနာမည်တစ်ခုပဲဖြစ်ပါတယ်။ကဲဒါကတော့အန်ကျူ200ကျော်ရှိပြီးညံအကောင်းဆုံးတွေကတယောက်လို့သတ်မှတ်ထားတယ်။ရှီကာမာရုရဲ့အကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။သင်ရဲ့မြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးနော်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးဗျ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ See you ပါ။